ရဲ့ချင်းတွေကိုချက်နေတဲ့ချစ်တဲ့ညီကိုမောင်နှမများအတွက်ဦးထီးရဲ့ကံဝင်မြောက်ချင်းတစ်ခုဖြစ်တဲ့ချင်းသီးလေးပြန်ဆိုတဲ့ချင်းလေးပေါ့နော်ပြန်ညှိရမယ့်ကာယလို့လည်းခေါ်ပါတယ်ဒီချင်းသီးလေးပြန်ဆိုတဲ့ချင်းလေးကိုချစ်တဲ့ညီကိုမောင်နှမတွေအတွက်ဒီခက်ဒီဆိုပြချင်ပါတယ်ဒီချင်းကတော့ဒီလောကမှာစိစကြရအယုတ်ဖြစ်ဆိုသလိုပဲသူရေးလိုက်တဲ့ဒီချင်းတွေဟာရဲမဲကောင်းတယ်ပေါ့နော်တေးဆရာကြီးဦးဆိုင်ခန်းနဲ့ကိုယ်တိုင်ရေးထားတဲ့ချင်းပါဆရာကြီးကဒီချင်းပေါင်းမျိုးစုံရေးခဲ့ပါတယ်အဲ့ဒီမှာဒီချင်းလေးရလည်းအရင်ကိုပဲအတိတ်ရဲ့အနှစ်သာရပြည့်ဝတဲ့ချင်းလေးတစ်ပုဒ်ပါသူချစ်တဲ့ကောင်မလေးပေါ်မှာသူစိုးခဲ့မိုက်ခဲ့တာတွေကိုပြန်တောင်းပန်ပြီးတော့သူဆက်ဆက်ရဂယုဆက်ပြီးတော့ရချစ်သွားမယ်ဆိုတဲ့အကြောင်းလေးကိုဂယုနာစကလုံးလေးတွေနဲ့အသုံးလုံးပြီးရေးထားတဲ့ချင်းလေးပေါ့နော်ဒီချင်းလေးကိုကျွန်တော်လည်းအရင်ကြက်နေတတ်ပါတယ်ချစ်တဲ့ညီကောင်မတွေလည်းကြက်နေတတ်တယ်လို့ထင်ပါတယ်နားဆင်ကြည့်ပြီပါ